အပိုင်းရှိကိုတော့ဂျိုဒီယာရဲ့ကွင်းထဲမှာတိုက်ခိုက်ရေးအခန်းကိုတရုတ်ဆောင်နေရင်းနဲ့စတင်ဖွင့်လှစ်ထားပါတယ်။တရုတ်ဆောင်ဆိုပေမဲ့တကယ်နာကျင်မှုတွေကိုခန်းစားနေရတဲ့ဂျိုရဲ့မျက်နှာကိုမြင်ရချိန်မှာတော့နေဟာဆက်ပြီးမကြည့်နိုင်တော့ပဲသူ့မျက်နှာကိုလွှဲလိုက်ပြီးအကွင်းထဲကနေထွက်သွားလိုက်ပါတော့တယ်။ဒါပေမဲ့အကျင့်မကောင်းတဲ့မင်းသားတုံကတော့နည်းနည်းလေးမှမငဲ့ညာပဲဂျိုကိုအချိန်ချင်းပြင်းရဲ့ကူကိုစိတ်တက်ကြစရာဖိအားတွေပေးနေခဲ့ပါတယ်။မိနစ်တိုင်းစက္ကန့်တိုင်းမှာအရိုက်ခံနေရတဲ့ဂျိုရဲ့စိတ်ထဲမှာတော့အတိတ်ဘဝကနာကျင်စရာအရေးမဲကြီးပြန်လည်မုန်းမောင်လာခဲ့ပါတယ်။ငါဘဝဟာအရင်ဘဝတုန်းကလိုပဲမင်းနဲ့တုံဆိုတဲ့လူနှစ်ယောက်ရဲ့လက်အောက်ကနေဘယ်တော့မှမလွတ်မြောက်နိုင်တော့ဘူးလားဆိုတဲ့ကြောက်ရွံ့မှုတွေကဂျိုရဲ့ရင်မကြီးတစ်ခုလုံးကိုစိုးမိုးသွားခဲ့ပါတယ်။ဒီဘဝအသစ်မှာအရာအလုံးပြောင်းလဲသွားခဲ့ပြီလို့ထင်ခဲ့ပေမဲ့ကကြမ္မာကတော့သူ့ကိုအတိတ်စီပြန်ဆွဲခေါ်နေတယ်လို့ပါပဲ။ဒါပေမဲ့ဇလန်ကဒီမှာတင်မပြီးသေးပါဘူး။လက်ကွင်းပြတာနဲ့မင်းကဂျိုစီကိုရှင်းရှင်းရောက်လာပြီးအိမ်ကိုပြန်လိုက်ပို့ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။အိမ်ရောက်တော့မင်းဟာဂျိုရဲ့အမေနဲ့အရင်ရင်းနှီးပြပြီးစကားဝိုင်းကိုမတိမတာလှည့်ဘက်ကဂျိုရဲ့အကြောင်းတွေကိုစတင်စကားနှိုက်ပါတော့တယ်။ဂျိုရဲ့အမေကတော့သူ့သားကိုကိုယူနေတဲ့အပြုံးလေးနဲ့အရင်တုန်းကဂျိုဟာအရန်ကောင်းမှပြီးဘသူပြောစကားမှနားမထောင်ပေမဲ့အခုတော့အရန်လိမ့်မာလာပြီးတော်တော်လေးပြောင်းလဲသွားတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့ဂျိုကတော့ရုတ်တရက်စကားဖြတ်ပြောလိုက်ပါတယ်။သူ့မျက်နှာမှာလည်းစိုးရိမ်နေတဲ့ရဲရောင်နေဟာထင်ရနေခဲ့ပါတယ်။သူ့အမေကစပြောနေရင်မင်းကပို့ပြီးတန်တရားဝင်သွားနိုင်တာကိုဂျိုကသိနေခဲ့တာပါ။နောက်တော့ဂျိုကမင်းကိုတိုက်ရိုက်ပဲမေးလိုက်ပါတော့တယ်။ဘာလို့ကျွန်တော်အကြောင်းကိုတရောက်ထိစိတ်ဝင်စားနေရတာလဲ။ဒီမေးခွန်းကိုလည်းမင်းကရှောင်မနေတော့ပါဘူး။သူ့စိတ်ထဲမှာတိမ်နာတဲ့တန်တရားအလုံးကိုပူပင်လင်းလင်းပဲပြောလိုက်ပါတော့တယ်။အရင်ကဂျိုပြောသွားတဲ့နေ့နဲ့မင်းမတော်တဆဖြစ်တဲ့နေ့ကတနေ့တည်းဖြစ်နေတယ်။နာမည်ကလည်းဂျိုအလုပ်ကလည်းတူနေတယ်။ဒါတွေအားလုံးကတက်ဆိုင်မှုတက်တက်ပဲမဖြစ်နိုင်ဘူး။မင်းရဲ့အတန်ကတည်ငြိမ်နေပေမဲ့မျက်လုံးထဲမှာတော့အဖေတစ်ခုကိုအသေးအံလိုချင်နေတဲ့ခံစားချက်တွေကပြည့်ညက်နေခဲ့ပါတယ်။မင်းရဲ့ထိုးဖို့မြင်နိုင်လောက်တဲ့တန်တရားမိကုန်းနေရှိမှာဂျိုတယောက်ကတော့သူမသိဘူးဆိုတဲ့စကားတစ်ခုနဲ့လည်းညှင်းဆိုနေရပေမဲ့စိတ်ထဲမှာတော့သူ့ရဲ့လှဝက်ချက်ကြီးပေါ်တော်မလားဆိုတဲ့ကြောက်ရွံ့မှုတွေကိုမြူသိပ်ထားရပါတယ်။အပြေရှာရှင်စိတ်တေလာမြိုက်နေတဲ့မင်းကတော့ဆရာကြီးစီကိုထက်သွားခဲ့ပါတယ်။မင်းကတော့အကိုကျိုပင်မလဲဆိုတာကိုပြပြပေးပါလို့တောင်းဆိုနေခဲ့ပေမဲ့ဆရာကြီးကတော့မင်းကိုစိတ်ငြိမ်အောင်တရားထိုင်ခိုင်းပြီးအမှန်တရားတွေကိုမိမိကိုယ်ကိုမြင်အောင်ကြည့်နိုင်မှုပဲလမ်းညွှန်ခဲ့ပါတယ်။ဒီလိုမရေရာတဲ့အဖြေတွေကြောင့်မင်းရဲ့စိတ်ရှိမှုကနောက်ဆုံးမှတော့ကုန်ဆုံးသွားခဲ့ပါတယ်။မသိရင်မသိဘူးလို့ပဲပြောလိုက်ပါကျွန်တော်ကိုယ်တိုင်အဖြေရှာမယ်လို့ဒေါသတကြီးပြောပြီးထွက်သွားခဲ့ပါတော့တယ်။တစ်ဖက်မှာတော့အကိုဝင်းနဲ့စွန်းတို့ကအရင်ကျိုးအိမ်မှာတခိုးဝင်တဲ့ကိစ္စကို CCTV မှတ်တမ်းကနေပြန်စစ်ဆေးနေခဲ့ပါတယ်။မှတ်တမ်းကိုကြည့်ရင်စွန်းရင်မျက်နှာကအယောင်ပြောင်းသွားခဲ့ပါတယ်။သူဟာအခုကျိုးရဲ့အမှန်တရားကိုသဘောပေါက်သွားခဲ့ပေမဲ့ဘာမှမသိသလိုဟန်ဆောင်နေခဲ့တာပါ။ဒါပေမဲ့ပါနက်တဲ့ကိုဝေကတော့စွန်းရင်မတင်ငါဝဲမတိမတာလှုပ်ရှားမှုတွေကိုလိမ့်မိသွားခဲ့ပါတယ်။ထို့နောက်အကိုဝေဟာဂျိုနဲ့သူ့မိရှိတဲ့စေယုံစီကိုရောက်လာပြီးဂျိုကိုအပြင်ခေါ်ထုတ်ကမင်းငါကိုပြောစရာမရှိဘူးလားလို့တန်တရားတွေနဲ့မေခွန်းထုတ်လိုက်ပါတော့တယ်။ဂျိုကတော့မင်းနဲ့သူ့ရဲ့ကြားကစာချုပ်ပတ်သက်မှုကိုဝန်ခံလိုက်တဲ့အခါပတ်စံကြောင့်လားနမေကြီးချင်တာကြောင့်လားလို့အကိုဝေကဒေါသထွက်ဆောင်မိလိုက်ပါတယ်။ဂျိုကလည်းအမေဖြစ်သူရဲ့စိတ်ကူးသားစရဲ့ငွေကြေးကြောင့်မှလို့ဖြေရှင်းခဲ့ပါတယ်။ဒါပေမဲ့အကိုဝေးရဲ့တန်တရားတွေကမပြီးသေးပါဘူး။အရင်ဂျိုရဲ့အိမ်ကိုတခိုးဝင်တဲ့ကိစ္စနဲ့ဂျိုတတိမထားမိပဲပြုတ်မှုလိုက်တဲ့အရင်ကအချင်းစဲတွေကိုတစ်ခုချင်းစီထောက်ပြရင်ဘာလို့မင်းကအရင်ကဂျူနဲ့တောင်တူနေရတာလဲ။မင်းတကယ်ပဲဘာတူလဲအမှန်တမ်းပြောစမ်းလို့အဟိမင်းမြတ်လိုက်ပါတယ်။ဂျိုတရားမှန်တိုင်းပြပြဖို့စကားဆလိုက်ချိန်မှာပဲမင်းစီကနေဖုံးဝင်လာခဲ့လို့စကားပြတ်သွားခဲ့ရပါတယ်။အကိုဝေးကလည်းသူကိုယ်တိုင်ဘာတွေဖြစ်နေမှမရေမရဖြစ်သွားပြီးဂျိုကိုဒေါသရမိတဲ့အတွက်စိတ်မကောင်းစွာနဲ့ပဲတောင်းပန်ခဲ့ပါတယ်။ထို့နောက်မင်းကဂျိုကိုခက်စိတ်ပြုတ်ခန့်တဲ့အခါဂျိုဟာအရင်ဘဝကမင်းတက်လုပ်ပေးနေကြအကျင့်အတိုင်းပြုတ်ပြလိုက်မိပါတယ်။ဂျိုရဲ့ပြုတ်မှုတွေကြောင့်မင်းဟာမထိတ်နိုင်တော့ပဲမင်းဘာလို့အရင်ကအကိုဂျိုနဲ့တောင်တူနေရတာလဲ။မင်းဘာတူလဲဆိုတော့အမှန်တမ်းပြောပြပါလို့ထပ်မံတောင်းဆိုလိုက်ပါတယ်။ဒီအခါမှာတော့ဂျိုရဲ့နှခမ်းထက်ကနေအေးဆက်ဆက်စကားတစ်ခွန်းကထွက်လာပါတော့တယ်။ငါကအရင်ကဂျိုဘာလို့ပြောလိုက်ရင်မင်းယုံပါတယ်လား။အရင်ကဂျိုကတည်သွားခဲ့ပြီမေးလိုက်တော့ဒီစကားကိုကြားလိုက်ရတဲ့မင်းဟာဒေါသတွေပောက်ကွက်ထွက်သွားပြီးအကူဂျိုကမသိသေးဘူးလို့အော်ဟစ်ကဂျိုကိုညှဉ်းထုတ်လိုက်ပြီးသနာစရာကောင်းလောက်အောင်တယောက်ထဲရင်ခွဲမတက်ငူကျွေးနေပါတော့တယ်။တစ်ဖက်မှာတော့ဂျိုတဲ့နှလုံးသားတစ်ခုလုံးနဲ့တင်နေခဲ့ရတာပါ။နောက်တစ်နေ့မှာတော့ဂျိုဟာသူ့ရဲ့ရင်ဘွားကအဖေမေတို့ရဲ့အုပ်ကူစီကိုတွားရောက်ပြီးနာကျင်စရာခန်းစားချက်တွေကိုရင်ပွေ့စကားပြောနေခဲ့ပါတယ်။ဒီအချိန်မှာပဲအနောက်ကနေလက်လာကြတဲ့အကိုဝင်းနဲ့စွန်းတို့ရောက်ရှိလာပြီးအခုမြင်တွေ့နေရတဲ့ဂျိုဟာတကယ်ပဲအရင်ကသူတို့သိပြီးလို့ထင်ထားတဲ့ဂျိုဆိုတာကိုအောင်းတုံလုံးစာသိရှိသွားခဲ့ပါတယ်။အကိုဝေးကတော့ဝိုင်းနေတော့သားဖြစ်ကဂျိုကိုထိုးနှက်လိုက်ပြီးငါမင်းကိုမတော်ဘူးပြောခဲ့တာကိုဘာလို့သွားခဲ့တာလဲ။ငါတို့ညီကိုတန်ရောစင်ပြက်မယ်လို့မပြောခဲ့ဘူးလား။ဘာလို့ငါတို့ကိုအစောကတည်းကဂျိုဆိုတာမပြောခဲ့ရတာလဲလို့အော်ဟစ်ရင်ဂျိုကိုတင်းကျပ်စွာဖတ်မှုပါတော့တယ်။မင်းရဲ့ဘဝကိုဘသူကမြတ်တော်ရက်ဆက်တဲ့စညွန့်ကိုရေးပေးလိုက်တာလေ။ခုလိုပြန်ဆွတွေ့ရတာရောမင်းနဲ့တုံလုံးနဲ့ပြန်ရှုပ်ထွေးနေရတော့ရောလို့ဦးဝေးကစိတ်မကောင်းစွာနဲ့ပဲပြောလိုက်တဲ့အခါဂျိုကတော့သူတို့စီမှာသူ့ရဲ့ဝတ်ကြီးမကြည်သေးလို့ထင်တယ်။ဒါပေမဲ့အခုတော့သူ့မှာအသက်ရှင်မှုဥတီချက်ဖြစ်တဲ့အမေရှိနေပြီလို့တင်းကျပ်စွာပြောပြခဲ့ပါတယ်။အဲ့ဒီညမှာတော့ညီကိုတော့ရမမူးရင်မပြန်ကြီးဆိုပြီးဂျိုပြန်လာတဲ့အထိမ်းအမှန်ဖြစ်ပျော်ရွှင်စွာတောက်စားခဲ့ကြပါတယ်။ဆွန်းကဂျိုကိုအိမ်ပြန်လိုက်ဖို့ရင်အခွင့်အရေးရတော့ဂျိုကိုပြန်လဲပိုးပန်းနိုင်မှုဂျိုရဲ့အမေကိုပါဝင်ရောက်တွေ့ဆုံခဲ့ပါတယ်။မင်းသားဆွန်းကိုမြင်နိုင်ရတဲ့အမေဖြစ်သူဟာလည်းအတိုင်းမသိပျော်ရွှင်သွားခဲ့ပါတယ်။ထို့နောက်ဆွန်းကဂျိုရဲ့အကျွေးတွေကိုကူးဆက်ပေးမယ်လို့ကန့်လန့်ခဲ့ပေမဲ့ဂျိုကတော့ညှင်းဆန်ခဲ့ပါတယ်။ဒီအခါမှာတော့ဆွန်းကအကိုဂျိုကမင်းပေါ်မှာခန်းစားချက်တွေတက်နေသေးလို့လားလို့လူသားစွာမေးလိုက်ပါတယ်။ဂျိုကတော့
မင်းပေါ်မှာထားတဲ့သူ့ရဲ့ခံစားချက်တွေကအရင်ခန္ဓာကိုယ်နဲ့အတူတည်ဆုံသွားခဲ့ပြီလို့ပြတ်သားစွာပြန်ပြေလာပါတယ်။ဆွန်ကဂျိုကိုတင်းကျပ်စွာဖတ်လိုက်ရင်တကယ်ပဲအခုဂျိုလားအခုလိုပြန်တွေးရတာကိုသူအခုတည်းမယုံနိုင်သေးဘူးဆိုပြီးမနှမြေ့ရည်ကြိုက်နေခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့မင်းဟာစိတ်အေးချမ်းမှုကိုရှောက်ဖွေဖို့အတွက်ဆရာကြီးစီကိုထပ်မံသွားရောက်ပြီးတရားထိုင်နေခဲ့ပါတယ်။စိတ်ကိုတည်ငြိမ်အောင်စူးစီးရခတ်နေတဲ့မင်းဟာနောက်ဆုံးမှာတော့စိတ်တည်ငြိမ်သွားခဲ့ပေမဲ့သူတို့ချင်းတဲ့အဖြစ်ကိုမရပဲခေါင်းထဲမှာမိကုံးမောင်းများစွာနဲ့ပဲချက်ရှိခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အမေဖြစ်သူကဂျိုကိုစွန့်ဆွဲတဲ့ကောင်တွေကတားကိုသဘောကျနေတာသိကြတယ်။အမေမရှိတော့ရင်တားကိုဆောက်ရှောက်ပေးနိုင်မယ်လူတယောက်တော့လိုအပ်တယ်လို့ပြောနေပေမဲ့ဂျိုကတော့သူ့မှာအမေရဲ့အလုပ်ရဲ့ပဲရှိတာမို့ဘာမှမစင်စားသေးဘူးလို့ပြပြခဲ့ပါတယ်။ဒီချိန်မှာပဲမင်းစီကနေသူ့စီကိုလာခဲ့ပါဆိုတဲ့စာတုံးလေးတစ်စောင်ရောက်ရှိလာပါတယ်။ဂျိုတယောက်ရှိန်နေတဲ့နေရာကိုရောက်ရှိသွားတဲ့အခါမင်းမဟုတ်ပဲမင်းရဲ့ကိုဖြစ်နေခဲ့တာပါ။မင်းရဲ့ကိုဖြစ်သူကတော့ဂျိုကိုစိန်ခေါ်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးသူ့ညီလိုလူမျိုးကိုတရားထိုင်နေတဲ့အထိဖြစ်စေတာမင်းလား။စားထိုးရုပ်တရုပ်အတွက်ဘန်ငါးတန်းနဲ့အင်တုံးအောင်ပေးရတာလားလို့မိကုန်းထုတ်လိုက်ပါတယ်။သူကတော့စိတ်မပူပါနဲ့စာချုပ်တစ်နှစ်ပြည့်တာနဲ့မင်းရဲ့နာကနေသူထွက်သွားမှာပါလို့အေးဆေးစွာပြန်ပြောလိုက်ပါတယ်။မင်းပြောတာကငါကဘယ်လိုယုံအောင်မှလဲလို့မင်းရဲ့ကိုကမေးလိုက်တဲ့အခါဂျိုကတော့အပြုံးလေးတစ်ခုနဲ့အကြီးကသူကထွက်သွားနိုင်တယ်။မင်းကရောသူ့ကိုလက်လွတ်ပေးနေပါမလားဆိုတာပဲလို့ပြန်လဲစကားရှေ့ပလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းရောက်ရှိလာပြီးအကိုဖြစ်သူကိုသူ့ကိစ္စတဲ့ဝင်မရှုပ်ဖို့ပြောကဂျိုကိုဆွဲခေါ်သွားခဲ့ပါတယ်။မင်းဟာဂျိုအရင်ဘွားကပတ်ဆိုင်ခဲ့မှုတဲ့ကားကိုဂျိုကိုပဲမောင်းခိုင်းပြီးသူတို့နှစ်ယောက်အရင်တုန်းကအတူတူနေထိုင်ခဲ့ကြတဲ့အိမ်နီးစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အိမ်ထဲရောက်တာနဲ့မင်းဟာအရှိတေပူလောင်နေတဲ့မျက်လုံးတွေနဲ့ဂျိုကိုစတင်နိုင်ပြီးအတူနေကြပါတော့တယ်။ရှစ်တင်နှီးနှောမှုပြီးဆုံးသွားတဲ့ခဏမှာတော့ဂျိုစီကနေအရင်ဘွားကအတိုင်းပြီးဆုံးသွားရင်နာရှိတဲ့အချင်းတွေတခုထွက်ပေါ်လာပါတယ်။ဒါကိုမြင်လိုက်ရတဲ့မင်းမျက်လုံးတွေဟာစိတ်ပြောသွားခဲ့ပြီးအခုရှေ့မှာရှိနေတဲ့ဂျိုဟာအရင်ကအကူဂျိုအစ်စ်မှန်ဆိုတာကိုတရားရခိုင်နှုန်းသိကြသွားပါတော့တယ်။မင်းကဒီအိမ်ကိုတခုဝင်ခဲ့တဲ့အကြောင်းကိုစကားဆိုင်ရင်ဒီအိမ်ရဲ့လက်ဝက်ချက်ကိုသိတာဆိုလို့သူ့ရဲ့စွန့်ရဲ့အကူဂျိုရဲ့ပဲရှိတယ်လို့ပြောလိုက်ရင်သူ့ရှေ့မှာရှိနေတဲ့ဂျိုကိုအကူဂျိုလို့ဓာတ်ရက်ပဲခေါ်လိုက်ပါတော့တယ်။ဂျိုကတော့သူဟာအကူဂျိုမဟုတ်ပါဘူးလို့အသေးအံငင်းဆိုနေပေမဲ့မင်းကတော့သူတို့နှစ်ယောက်အတူနေပြီးနှာရှိတတ်တာအကူဂျိုတယောက်ပဲရှိတာအကူပါဇက်ကနေငင်းနေပေမဲ့အကူခန္ဓာကိုယ်ကတော့အမှန်တရားကိုအကုန်ဖြစ်နေပြီလို့တေချာတိကျတဲ့အဖြေကိုပြောလိုက်ပါတယ်အတိတ်နဲ့ပြစ္ဆုတ်ပံလှုပ်ဝက်ချက်တွေအကုန်ပေါ်လို့နေပါဖြစ်နေတဲ့ဒီအချိန်မှာပဲမင်းစီကိုအတွင်းမှုချင်းစီကနေအရေးတကြီးဖုန်းကုန်းဝင်လာပါတယ်ဖုန်းထဲကထွက်ပေါ်လာတဲ့စကားတစ်ခုကတော့တထင်းမင်းကျွန်တော်တို့အရင်ကအကူဂျိုကိုပြန်တွေ့ပါပြီဒီစကားကြောင့်အားလုံးရဲ့ရင်မဲ့တွေပြောင်းဆန်သွားရင်အပိုင်းရှိဟာရင်ကုန်စွာနဲ့ပြီးဆုံးသွားခဲ့ပါတယ်ဒါဆိုရင်အခုလက်ရှိဂျိုဟာအခြားတစ်ဖက်မှာရှိနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ဟောင်းတွေကိုပြန်သွားနိုင်မလားမင်းနဲ့ဂျိုတို့ရဲ့ရွှေထွေးလွန်လာတဲ့အရှိမုံဇလန်ကဘလို့ဆက်ဖြစ်သွားမလဲဆိုတာကိုနောက်ထပ်ရင်ကုန်စရာအပိုင်းတွေမှာစက်တက်ဆန့်ကြည့်ပေးကြပါအောင်နော်